ရုပ်အလားဆိုတာတတင်ကားလေးပါမကြခင်အောင်မင်းယုံရွင်ပြက်စီလားတရားကိုဆွဲလန်းတတ်မှချင်းမလေးစွာကျွေဝါချမ်းသာဒါတွေဟာမမြဲပါရွှေငွေစိမ်များဖို့ထိုက်ချင်းထင်ကြတိတိချပြန်တွေ့ရေတော့သိလာရာလူဘဝတို့ကြုံလာချိန်လေးမှာသူငါစင်တန်းစင်ကန်တို့နေကြတနာစီရာဆွဲမိုက်မမိလေးစွာအိုဒုက္ခအဖြစ်ပြန်မြန်လွယ်အရာရာတိုင်းဟာအချိန်တို့အတွင်းပျက်စီးရလေတာဒါသင်္ခါရတရားမို့မတ်ပါနေစာ